ဇလန်အစမှာတော့အမျိုးသားတယောက်ကမိန်းကလေးတယောက်ကိုတုံးနဲ့ရိုက်မိပြီးမိမအဖြစ်အိမ်ခေါ်သွားဖို့စူးစမ်းနေပါတယ်ဒါပေမဲ့သူရိုက်ဖို့ပြင်းနေတော့မှပဲသူ့ရဲ့အကိုအရင်ကလက်ဦးမှုရယူပြီးမိန်းကလေးကိုအရင်ရိုက်မိသွားပါတယ်အဲ့ဒီအချိန်မှာအာတိုင်းဆိုတဲ့ကောင်လေးကတော့သူ့တဘောကြနေတဲ့ကောင်မလေးသူ့မိဖြစ်သွားတာကိုကြောင်တောင်လေးရစ်ကြည့်နေကြရပါတယ်ဒီရှိဟောင်းကြောက်ခင်မှာယောက်ျားတွေကမိန်းကလေးတယောက်ကိုမိမတော်ချင်းရင်ခေါင်းကိုတုံးနဲ့ရိုက်မိပြီးအင်ကိုဆွဲခေါ်သွားရုံပါပဲအာတိုင်းရဲ့အဖေမျိုးနွယ်စုခေါင်းဆောင်ကြီးဟာဆိုရင်တုံးရိုက်ကျွမ်းကျင်သူဖြစ်တာကြောင့်မျိုးနွယ်စုတွေကမိမတော်ဝက်လောက်ကသူ့ရဲ့မိမကြီးပါပဲဖခင်ဖြစ်သူကအကြမ်းဖက်ပြီးမိမယူပေမဲ့ညံ့မှန်လေးနဲ့အာတိုင်းကတော့အဲ့ဒီလိုလောက်ရက်ကိုလက်မခံပါဘူးမိန်းကလေးတယောက်ကိုအစစ်အမှန်ချစ်ချင်းမြတ်တာနဲ့ပဲပူပန်ရမယ်လို့သူကယုံကြည်ထားပါတယ်ဒါပေမဲ့မိန်းကလေးတွေအမြင်မှာတော့သူကပြောညံ့တဲ့ဘဲတခွေပါပဲသူ့မိကိုယ်တိုင်ကတော့ဘလို့ရိုက်ရမလဲဆိုတာတားကောင်ကိုရိုက်ပြပြီးတင်ပေးပေမဲ့အာတိုင်းကတော့မရိုက်ရပါဘူး10နှစ်ကြာတော့အာတိုင်းတယောက်အရွယ်ရောက်လာပါပြီ3နှစ်အရွယ်ကလေးတွေတောင်တုံးရိုက်တက်နေပြီဖြစ်ပေမဲ့သူကတော့အခုထိမလုံနိုင်သေးပါဘူးအာတိုင်းရဲ့အကိုဒါကျွမ်းကတော့ညီဖြစ်သူနဲ့တခြားစီပါခန္ဓာကိုယ်တောက်တင်းတိုးတဲ့ကျွမ်းကျင်ပြီးငငယ်ရွယ်ရွယ်နဲ့မိမ3နှစ်ရောက်တောင်ရနေပါပြီအာတိုင်းငငယ်ကလေးကသဘောကျခဲ့ရတဲ့ရှောင်းမေးဆိုတဲ့ကောင်မလေးကတော့အကိုဖြစ်သူဒါကျွမ်းရဲ့အရိုက်ခံရမယ့်ရက်ကိုပဲမျှော်လင့်နေပါတယ်အာတိုင်းကတူတီထွင်ထားတဲ့တစ်သားစပီးလေးနဲ့ရှောင်းမေးကိုအထင်ကြီးအောင်လုပ်ပြပေးမယ်လောင်ရတာပဲခံလိုက်ရပါတယ်နောက်ဆုံးတော့ရှောင်းမေးကိုပိုင်ဆိုင်ဖို့3နှစ်ရိုက်မှရတော့မယ်ဆိုတာသူသဘောပေါက်သွားပါတယ်ဒါနဲ့ရှောင်းမေးရွှေပြုံဒီကိုအာယုံဆိုင်နေတော့အနောက်ကနေခိုးရိုက်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအကိုဖြစ်သူဒါကျွမ်းကရုတ်တရက်ရောက်လာပြီးရှောင်းမေးကိုခေါင်းခောက်ကမိမဖြစ်ထပ်သိမ်းသွားပြန်ပါတယ်အာတိုင်းရဲ့အချစ်တော်လေးဟာနောက်ထပ်မရီတယောက်ဖြစ်သွားပြန်ပါပြီမင်္ဂလာဆောင်ပွဲမှာအသေးကွဲနေတဲ့အာတိုင်းတယောက်အရက်တွေအလို့အကျုံတောက်ပြီးငုံငူယူယူနဲ့မြောက်ကုန်မကြီးတကောင်ကိုရှောင်းမေးထင်ပြီးတညလာချစ်လို့ကျူးခဲ့မိပါလေမနဲ့မိုးလင်းတော့အမှုပြေပြေနဲ့ရေတောက်ဖို့ရေကန်ဆက်သွားရမှာလေကနန်းတိုက်ခံလိုက်ရပါသေးတယ်တငယ်ချင်းတွေကရှောင်းမေးကိုမေးလိုက်ဖို့ဝိုင်းဖြောင်းဖြားကြပါလေအဲ့ဒီအချိန်မှာပဲအကောင်းဆောင်လေးနဲ့လှပတဲ့မိန်းကလေးတယောက်ကိုအာတိုင်းတွေ့သွားပြီးချစ်ချင်းသဘောကျသွားပါလေဒီတစ်ခါတော့အရင်လိုအချိန်မဆွဲတော့ပဲနောက်ကနေတုံးနဲ့အာကုံပြရိုက်လိုက်ပါလေဒါပေမဲ့လက်လွန်သွားပြီးကောင်မလေးက6ကန်းပါတဲ့လွင့်ကျသွားပါတော့တယ်အာတိုင်းရဲ့ပထမဆုံးမိမရခါနီလေးကတော့ဒီလိုနဲ့ပဲဆုံးရှုံးသွားရပါလေအာတိုင်းကရှောင်းမေးအပေါ်ကိုပဲပြန်ပြီးညှော်လင်းချက်ထားလိုက်ပါလေတခြားသူတွေကငါဖမ်းဖို့ရန်ကိုတုံးပေမဲ့သူကတော့ကိုယ်တိုင်တီထွင်ထားတဲ့ငါဖမ်းပိုက်ကုံကိုထိုးကြွားပါလေဒါပေမဲ့အကိုဖြစ်သူဒါကျွမ်းကတော့အတုံးမကျတဲ့အလုပ်တွေလုပ်တယ်ဆိုပြီးပိုက်ကုံကိုဆွဲပြစ်ပစ်လိုက်ပါလေရှောင်းမေးကလည်းအကိုဖြစ်သူကိုအတူယူဖို့အာတိုင်းကိုပြောဆိုခဲ့ပါလေနောက်တစ်နေ့အမဲလိုက်ထွက်ရမှာအာတိုင်းကနေပူးမဆိုးလို့နေကအုပ်ထုတ်တွေလှုပ်ဆောင်လာပေမဲ့အကိုဖြစ်သူကကြည့်မရလို့ရိုက်ချပစ်လိုက်ပါလေဘောင်းမီနဲ့စင်ကြီးပုံအားလုံးအစီအစဉ်ဆွဲနေတော့ငွေတကောင်ကအာတိုင်းရဲ့ဘောင်းမီထဲဝင်သွားပါလေအာတိုင်းလမ်းဖြတ်ပြီးဘောင်းမီကိုချွတ်ပစ်လိုက်တဲ့အခါဒါကျွမ်းကလူတွေကဘောင်းမီဝတ်စရာမလိုဘူးဆိုပြီးဘောင်းမီကိုကမ်းပါအောင်လွှင့်ပစ်လိုက်ပါလေအာတိုင်းလည်းသူ့ဘောင်းမီကိုနှမျောပြီးကမ်းပါအောက်ကိုလိုက်ခုန်ချသွားပါလေကံကောင်းစွာနဲ့အောက်ကမမှုစင်ရဲ့ချီးပုံကြီးပေါ်ကျသွားလို့သာအသက်မတည်ပဲလွတ်သွားခဲ့ပါလေညဘက်မှာရန်သူမျိုးနယ်စုကခေါင်းဆောင်ကြီးကိုလုံခြံဖို့လူလွတ်လိုက်ပါလေအဲ့ဒီအချိန်အာတိုင်းကကြောက်ခဲတလုံးကိုကောက်ပေါက်လိုက်တာတိုက်တိုက်ဆိုင်ဆိုင်လုံခြံသူရဲ့ခေါင်းကိုတွမ်းမှန်ပြီးမေးလဲသွားပါလေအားလုံးကအာတိုင်းကိုချီးကျူးကြပြီးလုံခြံသူစီကနေရန်သူတွေစစ်တိုက်ဖို့လာနေပြီဆိုတာသိလိုက်ရပါလေနောက်တစ်နေ့မှာဒါကြောင့်ဥဆောင်ပြီးစီရေးလေးချင်းကြပါလေအာတိုင်းကတော့ဘာလို့လို့အစင်မပြေပဲအငြင်းတဲ့ပစ္စည်းတွေဖြည့်ဆည်းတယ်လို့ဖြစ်နေပါလေကြောက်တောင်တက်လေးချင်းရမှာတူတီထွင်ထားတဲ့တစ်သားလေးကားကိုထုတ်သုံးတဲ့အခါဒါကျွမ်းကဒေါသတကြီးနဲ့တုံးမကြတဲ့အရာဆိုပြီးလေးကားကိုချိုးဖြက်ပြပြန်ပါလေတိုက်ပွဲစတော့အားလုံးကတွေးထွက်တန်ယူတိုက်ခိုက်နေကြပြီမဲ့အာတိုင်းကတော့သူ့ရဲ့လက်နက်ကိုအလုခံလိုက်ရတယ်လို့မျက်မှန်လဲကြွကြသွားပါလေတိုက်ပွဲစကလေးကပြီးတဲ့အထိသူကမြေကြီးပေါ်မှာမျက်မှန်လိုက်ဆန်းရှာနေတာနဲ့တင်အချင်းကုန်သွားပါလေမျက်မှန်လဲပြန်တွေ့တော့တိုက်ပွဲကရှုံးသွားပြီးသူ့ဖေခေါင်းဆောင်ကြီးလဲတိတ်ဆုံးကရှောင်းမိလေရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါပြီအကိုဖြစ်သူကမိမတယောက်အတွက်အသက်အန္တရာယ်မခံနိုင်ဘူးဆိုပြီးစုတ်ခွာဖို့လုပ်ပါလေအာတိုင်းကတော့ရှောင်းမိကိုကဲဖို့တယောက်ထဲထွက်လာခဲ့ပါလေလမ်းမှာအမျိုးသမီးတွေကြီးပဲရှိတဲ့မျိုးနယ်စုတစ်ခုရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါလေသူတို့ကအာတိုင်းကိုမျိုးဆက်ပြန်ပွားဖို့အတွက်တင်းထားပြီးမိမ20လောက်နဲ့နေခိုင်းပါလေနိုင်ဝက်တောင်မပြည့်ခင်ပါတင်အာတိုင်းတယောက်အသက်လို့ပြီးအဲ့ဒီရွာကနေထွက်ပြေးခဲ့ရပါလေ48နာရီကြာပြေးပြီးနောက်ရန်သူရွာကိုရောက်သွားပြီးရှောင်းမေးကိုတွေ့သွားပါလေသူမကိုခေါ်ထုတ်ဖို့ကြိုးစားပေမဲ့ရှောင်းမေးကညှက်လိုက်ပါလေရန်သူမျိုးနယ်စုကပိုချမ်းသာပြီးခေါင်းဆောင်ကလည်းပိုးတောင့်တင်းလို့သူမကအဲ့ဒီမှာပဲနေချင်နေပါပြီအာတိုင်းကသူမကိုအုံနောက်စိတ်ခံထားရတယ်ထင်ပြီးအတင်းဆွဲခေါ်တဲ့အခါရှောင်းမေးကအော်ဟစ်အကူအညီတောင်းလိုက်ပါလေအခုတော့ရန်သူမျိုးနယ်စုကအာတိုင်းကိုစတင်လိုက်လံဖမ်းဆီးပါလို့တဲ့အာတိုင်းထွက်ပြေးရင်းနဲ့ခုနကသူပြေးထွက်လာတဲ့အမျိုးသမီးမျိုးနယ်စုနဲ့ပြန်တိုးပါလေမျိုးနယ်စုနဲ့ခုလုံးကသူ့ကိုဝိုင်းလိုက်ကြပါလေစပြေးရင်းနဲ့ကိုလူတွေဒါကျွမ်းတို့ဖွဲ့နဲ့ပြန်ဆုံပါလေဒါပေမဲ့သူ့လူတွေကအာတိုင်းကိုတစ္ဆာဖောက်လို့ထင်သွားပြီးဝိုင်းလိုက်ကြပြန်ပါလေအခုဆိုရင်မျိုးနယ်စု3ခုလုံးကအာတိုင်းတယောက်တည်းကိုဝိုင်းလိုက်နေကြပါပြီဒီစရာမြင်မရှိတော့တဲ့အာတိုင်းဟာ6ကမ်းပါဆုံးကိုရောက်သွားပြီးအောက်ကိုခုန်ချကဘဝကိုအဆုံးတက်လိုက်ပါလို့တဲ့နှစ်ပေါင်းတန်းချီကြာပြီးနောက်မှာတော့အာတိုင်းရဲ့ရုပ်လောင်းဟာပြလိုက်တစ်ခုတည်းမှာကြောက်ခစ်လူသားနမူနာဖြစ်ပြသထားခြင်းခံရပြီးကလေးတွေရဲ့လေးလာစရာဖြစ်မှတ်တမ်းဝင်သွားပါတော့တယ်